ရွာဟောင်းတွေဖြစ်တဲ့ဥကုရွာနဲ့အင်းညွန်းရွာတို့ကိုရှေးဟောင်းသမိုင်းဝင်နေရာတွေအဖြစ်ထိမ့်သိမ်းထားပါတယ်။ရောင်ဆန်းကမ်းမြောင်နဲ့ဒေဂူဟန်တီယိုအပါအဝင်ဂျိုဆိုမင်းဆက်ရဲ့အုပ်ချုပ်ရေးသို့မဟုတ်ပညာရေးဆိုင်ရာအဆောက်အုံတွေလည်းရှိနေပါသေးတယ်။ရောင်နန်ဂျေယီမွန်ရောင်နန်ရဲ့ပထမဆုံးတကားပေါက်ကိုမန်ကူဒန်ပန်းချံမှာပြန်လည်ထိမ့်သိမ်းထားပြီးမြို့တော်ရဲ့အဓိကဝင်ပေါက်လည်းဖြစ်ပါတယ်ရှင်။ဂဲဆန်ကက်သလစ်ဖျားเจ้าနဲ့ရဲရီချက်အဆောက်အဦဟောင်းတွေရဲ့ခင်မီပိတုကာလက်ရာတွေကိုအနောက်တိုင်းပုံစံမြို့ပြနေထားဖြစ်ထိမ့်သိမ်းထားပါတယ်ရှင်။ဂဲဆန်ကက်သလစ်ဖျားเจ้าကကိုရီးယားမှာတတိယမြောက်ရှိအကျဆုံးကိုသီဖျားရှိခိုးကျောင်းအဆောက်အဦဖြစ်ပါတယ်။ဂဲဆောင်အကယ်ဒမီနဲ့ KNU ကျောင်းဖို့ National University အလဲတန်းအထက်တန်းကျောင်းတွေအပါအဝင်ထင်ရှားတဲ့အဆောက်အဦများစွာကဒေဂူးမြို့တော်မှာရှိနေပါတယ်။နန်ဆောင်မြို့မှာရှိတဲ့ရန်ညုံရှိကနှစ်ပေါင်း350တမိုင်းရှိတဲ့ကိုရီးယားစစ်ဘက်ဝင်အပင်တွေအတွက်ရှေ့ကျဆုံးဈေးကွက်ဖြစ်ပါတယ်။ဝန်ဆန်တုံကပကြီးပြကန်းတဲ့စတူဒီယိုတွေရှိတဲ့နေရာတစ်ခုဖြစ်ပြီး1990ခုနှစ်ကတည်းကမြို့တော်ရဲ့အမှုပညာဗဟိုချက်ဖြစ်ဖွံ့ဖြိုးလာခဲ့ပါတယ်။ဒေဂူးမြို့တော်ရဲ့အနီးမှာခရီးသွားဆွဲဆောင်မှုတွေကတစ်ခုပါဝင်ဖြစ်တဲ့ဟဲရင်ဆာဗုဒ္ဓဘာသာဘုရားရှိခိုးကျောင်းလည်းရှိပါတယ်ရှင်။ဟဲရင်ဆာကဂျုံနန်ဟပ်ချုံမှာတည်ရှိပါတယ်။